စားအိတ်တင်လာတဲ့မီးတစ်ကောင်ပိုင်တဲ့လူတစ်ယောက်ဟာပင်လယ်ကမ်းခြေဘက်မှာစားရိတ်ဈေးအလွန်ပေါ်တယ်ဆိုတဲ့သတင်းကြားတာမို့သူ့မြီးကိုခေါ်ပြီးစားဝယ်ဖို့ထွက်ခဲ့တယ်။သူဟာစားတွေကိုအိတ်ကြီးတစ်လုံးစာဝယ်ပြီးစားအိတ်ကိုမြီးရဲ့ကြောပေါ်တင်တယ်။ပြီးတော့အိမ်ပြန်ဖို့ခရီးဆက်ခဲ့တယ်။အပြန်လမ်းမှာတော့သူတို့ဟာမြစ်တစ်မြစ်ပေါ်ကတရားချင်းချင်းလေးကိုဖြတ်ရတယ်။တရားအလဲကိုလည်းရောက်ရောမြီးဟာဟန်ချက်ပြက်ပြီးစားအိတ်နဲ့အတူမြစ်ထဲပြုတ်ကျသွားတယ်။စားတွေကမြစ်ရည်ထဲမှာအရေးပျော်သွားပြီးမြီးကအတန်ကြာအောင်ရုံတော့မှမြစ်ကမ်းမပေါ်ရောက်အောင်တက်နိုင်ခဲ့တယ်။သူမြေကြီးပေါ်ခြေချမိတော့မှစားတော်တော်များများဟာအရေးပျော်ကျသွားတာမို့သူ့ဝန်တုပ်ဟာအများကြီးပေါ့သွားတယ်။ဒီတော့မြီးဟာအလွန်ကျေနပ်သွားတာပေါ့။တိတ်မကြပါဘူး။မြီးရှင်ဟာမြီးနဲ့အတူစားဝယ်ဖို့ပင်လယ်ဘက်ကိုထွက်လာခဲ့ပြန်တယ်။ဒီတစ်ခေါက်မှာတော့အရင်တစ်ခေါက်ထပ်ပိုပြီးစားတွေဝယ်တယ်။သူတို့အိမ်ပြန်တဲ့အခါဟိုတစ်ခါမြီးမြေထဲပြုတ်ကျခဲ့တဲ့တရားကိုဖျက်ရတော့မြီးဟာသူ့ရေထဲပြုတ်ကျသွားလို့ဝန်တုပ်အလွန်ပေါ်ပါသွားရပုံကိုပြန်သတိရလာတယ်။ငါဝန်တုပ်ကအရန်လေးတော့ငါမြစ်ထဲကိုပြုတ်ကျမှဖြစ်မယ်လို့မြီးကတွေးမိတယ်။ဒီတော့မြီးဟာခြေချော်ပြီးမြစ်ထဲပြုတ်ကျလိုက်တယ်။ဒီတစ်ချိန်မှလည်းစားတွေဟာအများကြီးအရေးပျော်သွားတယ်။မြီးဟာရုန်းကန်ပြီးကုန်းပေါ်ပြန်တက်လာခဲ့တဲ့အခါသူ့ရဲ့ဝန်တုပ်ဟာပထမအကြိမ်ထက်တောင်ပိုပြီးပေါ်ပါသွားတယ်။မြီးရှင်ကလည်းစားတွေအများကြီးဆုံးရှုံးသွားတာမို့အလွန်ပဲဒေါသထွက်သွားတယ်။မြီးဟာရေထဲကိုတမင်ပြုတ်ကျလိုက်တာဖြစ်ရမယ်လို့လည်းသူ့အတွေးပေါက်သွားတယ်။သူ့မြီးရဲ့အကျင့်ဆိုးကိုဖြောင်းမှဖြစ်တော့မယ်လို့မြီးရှင်ရဲ့စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တယ်။ရက်အနည်းငယ်ကြာပြီးတဲ့အခါမှာတော့မြီးရှင်ဟာသူ့မြီးနဲ့အတူပင်လယ်ဘက်ကိုခရီးထွက်ခဲ့ပြန်တယ်။ဒီတစ်ချိန်မှာတော့သူဟာစားမဝယ်တော့ဘဲရေမြုပ်တွေဝယ်လာတယ်။ပြီးတော့သူ့မြီးပေါ်တင်တယ်။မြီးဟာသူ့ကျနေကြမြစ်ပေါ်ရောက်တော့ခြေချော်ပြီးမြစ်ထဲကိုပြုတ်ကျသွားပြန်တယ်။ဒါပေမဲ့သူ့အတွက်စိတ်မကောင်းစရာကရေမြုပ်တွေဟာအရေးပျော်ရမယ့်အစားရေတွေကိုစုပ်ယူပြီးပြည့်တင်လာပါလိမ့်ရော။မြီးမြေကမ်းပါးပေါ်ကိုလည်းရောက်ရောသူ့ရဲ့ဝန်တုပ်ဟာမူလကထက်နှစ်ဆပိုလေးနေတာကိုသိလိုက်ရတော့တယ်။ပုံပြင်လေးကတော့ဒါပါပဲကွယ်။